တာဖြစ်သူရှောင်းချူကစာမေးပွဲမှာအမှတ်ပြရလို့ပျော်ရွှင်နေခဲ့ပါရီ။သူဟာစူလန်နေနဲ့ကျောင်းမှာကျင်းပမဲ့မိဘဆရာတဲ့နှစ်ပတ်လည်အစည်းအဝေးကိုသူ့ရဲ့မိဘနှစ်ပါးလုံးတက်ရောက်ပေးဖို့တောင်းဆိုခဲ့တာပါ။ဖခင်ဖြစ်တဲ့သူဟာလည်းတာဖြစ်သူရှောင်းချူအတွက်ကားမောင်းပို့ပြီးမယ်ဆိုပြီးတော့နောက်ပြောင်ကသဘောတူညီခဲ့ကြပါရီ။နောက်တနေ့မနက်မှာတော့ဥက္ကဋ္ဌကျိုးပါသူ့ရဲ့ကုမ္ပဏီရုံးခန်းထဲမှာမင်္ဂလာပွဲအတွက်ပြင်ဆင်နေပါရီ။သူရဲ့ဝန်ထမ်းအမျိုးသမီးတွေကိုမင်္ဂလာပွဲကျင်းပမဲ့နေရာနဲ့ဝတ်စုံတွေအကြောင်းကိုဆွေးနွေးနေကြတာပါ။တစ်ချိန်တည်းမှာပဲကျောင်းဧကန်ပွဲမှာဖြစ်ခဲ့တဲ့မီးဆိုင်ပြုတ်ကျမှုအကြောင်းကိုလည်းစုံစမ်းစစ်ဆေးနေခဲ့ပါတယ်။မီးဆိုင်ဟာဝက်ဥချောင်းနေတာကြောင့်ပြုတ်ကျတာဖြစ်ပြီးတော့တစုံတစ်ယောက်ကတမင်ကြံစီထားတာလားဆိုတာတွေကိုစစ်ဆေးနေသေးပါ။ရုံးခန်းထဲကိုရက်ခမဖြစ်သူရောက်ရှိလာပြီးသူ့ကိုငွေတောင်းခံပါတယ်။သူမမှာဓာတ်ပုံထောက်ထားတွေရှိရဲလို့ပြောပြီးငွေမပေးရင်လူသိရှင်ကြားဖွင့်ကြမယ်လို့ချိန်ချောက်ခဲ့တာပါ။သူမကိုဘသူကစေခိုင်းနေတယ်လဲဆိုတာသိချင်တာကြောင့်မေးမြန်းတဲ့အခါမှာကြောက်ရွံ့ရန်ဖြစ်နေတယ်ဆိုတာသိလိုက်ရပါပြီ။နောက်ဆုံးမှာတော့သူကရောက်ခမကိုငွေပေးလိုက်ပြီးပြဿနာကိုဖြေရှင်းလိုက်ပါတယ်။အဲဒီနောက်မှာတော့တပ်တွေအားလုံးကိုဖျက်ဆီးပစ်ပြီးတော့သူမကိုခေါ်ထုတ်သွားလိုက်။အဲဒီလိုသူ့ရဲ့လူတွေကိုအမိန်ပေးခဲ့ပါတယ်။ကြောက်ရွံ့ရန်ကဥက္ကဋ္ဌကျိုးစီကိုဟင်းရီလာပိုးပြီးအတိတ်ကဆီယာမဖြစ်ခဲ့မှုတဲ့တန်ရုံးစင်တွေကိုအတောင်းချဖို့ကြိုးစားတယ်။သူမကကျန်းရွယ်ဟာကလေးကိုနှိပ်စက်တယ်။သူမကပဲကလေးကိုဂရုစိုက်ခဲ့တာပါ။ဒီလိုလိန်ညာပါတော့တယ်။ဒါပေမဲ့ဥက္ကဋ္ဌကသူမကိုကိုယ့်နေရာကိုတီးစမ်းမှာမင်းကငါနဲ့မထိုက်တန်ဘူးဒီလိုပြက်ပြက်သားသားနဲ့ထုတ်လိုက်တာပါနှင်ထုတ်ခံလိုက်ရတဲ့ရောက်ခမဟာသမီးနဲ့တမတ်ဖြစ်သူတို့ရဲ့နှိပ်စက်မှုတွေကိုခံနေရကြောင်းပြောပြီးလမ်းမပေါ်မှာအော်ငိုနေတာပါသူမကိုပြစ်ပယ်ထားတဲ့ပြင်တကယ်လို့သူမတောင်းတဲ့ငွေကိုမပေးဘူးဆိုရင်လူဝက်ချက်တွေကိုလူသိရှင်ကြားဖွင့်ချမယ်ဆိုပြီးချိန်ချောက်နေခဲ့တာပါဒီနောက်မှာတော့သူမကကြောက်ရွံ့ရန်နဲ့ပူပေါင်းပြီးသမီးဖြစ်တဲ့သူကိုပြန်မေးဆွဲကဟိုတယ်အခန်းတစ်ခုတွေကိုခေါ်သွားပါတယ်ပြန်မေးဆွဲခံထားရတဲ့ကျန်းရွက်ကဟိုတယ်အခန်းတစ်ခုတွေကနေနိုးလာပါပြီ။အမျိုးသားတဦးဝင်လာပြီးတော့သူမရဲ့မိခင်ကသူမကိုရောင်းလိုက်ပြီးဖြစ်ကြောင်းပြောလိုက်ပါတယ်။သူမကခုခံဖို့စူးစမ်းပြီးမြဲအမျိုးသားကပို့ပြီးတော့အင်အားသာနေခဲ့ပါတယ်။ကျန်းရွက်ကကြောင်းလန့်တကြားနဲ့ထွက်ပြေးဖို့စူးစမ်းပြီးမြဲအမျိုးသားကတားဆီးထားခဲ့ပါတယ်။တားဖြစ်သူကသူဝယ်ထားတဲ့အဝတ်အစားတွေကိုသဘောကျရင်လားလို့အဖေကိုမေးနေတာပါ။တွေးဆောင်ပွဲကိုလာမယ်လို့ခရီးပေးထားခဲ့တဲ့မိခင်ကတတ်မှတ်ထားတဲ့အချိန်ထက်နောက်ကျနေပါတယ်။ခင်မောတဲ့ကဖုန်းဆက်ကြည့်ပေမဲ့လည်းဆက်ပိတ်ထားတာဖြစ်တဲ့အတွက်တခုခုမှရွံ့နေပြီဆိုတာသူတို့သိလိုက်ရပါတယ်။တစ်ဖက်မှာတော့လူယုံမာကကျန်းရွက်ကိုချင်းချောက်ပြီးတော့အပိုင်ရဖို့အတွက်စူးစမ်းနေတာပါ။ခင်မောနဲ့တောင်းလေးတို့ကအချိန်မီရောက်ရှိလာပြီးလူယုံမာကိုနှိမ်နှင်းကသူမကိုကယ်နိုင်ခဲ့ပါတယ်။အန်ဒီယာကနေလွတ်မြောက်သွားတဲ့ဇနီးတွေကိုခင်မောဖြစ်တဲ့သူဟာဖတ်ထားပြီးနှစ်သိမ့်ပေးနေခဲ့တာပါ။လူယုံမာဥက္ကဋ္ဌကျိုးကိုမြင်တာနဲ့ကြောက်လန့်တကြားတောင်းပန်လိုက်ပါတယ်။ဒါပေမဲ့အတူတူပါလာတဲ့လူငယ်ကဓာတ်တစ်ချောင်းကိုထုံလိုက်ပြီးအမြင့်ကနေရှင်းပြရမယ်။ဒီလိုပြောကလူစိုးကိုအပြစ်ပေးဖို့ဆုံးဖြတ်ပါတယ်။ကြောက်ရွံ့ရန်နဲ့အတော်ကြီးတို့ဟာကျန်းရွက်ရဲ့ဗီဒီယိုဖိုင်ကိုဖြန့်ပြီးဥက္ကဋ္ဌကျိုးနဲ့လမ်းခွဲအောင်လုပ်ဖို့အတွက်တိုင်ပင်နေကြတာပါ။သူတို့ကကျန်းရွက်အရှက်ရနေတဲ့ပုံစံကိုမြင်ရဖို့အတွက်အခန်းစီကိုထားလာကြပါတယ်။ဒါပေမဲ့သူတို့မျောလင့်ထားသလိုမဟုတ်ဘဲကျန်းရွက်နဲ့ဥက္ကဋ္ဌကျိုးတို့ကသူတို့ကိုအသက်ဆောင်နေတယ်ဆိုတာတွေ့လိုက်ရပါပြီ။ကြောက်ရွံ့ရန်ကသူမရဲ့အကြံပြတ်သွားတာတွေကိုမသိဘဲကျန်းရွက်ကိုတိတ်ခါမရှိတဲ့အမျိုးသမီးလို့ပြောလိုက်ပါတယ်။ဥက္ကဋ္ဌကျိုးလည်းတနာသလိုမျိုးနဲ့ဟန်ဆောင်ပြောဆိုခဲ့တာပါ။ကျန်းရွက်ကသူမကိုပါရိုက်လိုက်ပြီးအကြံစီတွေကိုသိအောင်ပြောလိုက်ပါတယ်။ဒီနောက်မှာတော့ဥက္ကဋ္ဌကျိုးရဲ့လူတွေကသူတို့ငားရမ်းထားတဲ့အမျိုးသားတွေကိုဖမ်းဆီးခေါ်ဆောင်လာပါတယ်။အဲဒီအမျိုးသားကကြောက်ရွံ့ရန်နဲ့အတော်ကြီးတို့ကကျန်းရွက်ကိုထောင်ချောက်ဆင်မှုခိုင်းခဲ့ကြောင်းဝန်ခံလိုက်ပါတယ်။အတော်ကြီးကအချိန်နေမှန်တာကြောင့်နေမကောင်းသလိုဟန်ဆောင်ပြီးထွက်ပြေးဖို့ကြိုးစားတာပါ။ဒါပေမဲ့ကလေးကသူမကိုလက်ညှိုးထိုးပြီးတော့သူ့ထွက်ပြေးဖို့စူးစမ်းနေတယ်။အဲလိုအော်ပြောလိုက်တယ်။ဒါဖြစ်တဲ့သူကသူ့အမရဒီလောက်ထိယုံပါလိမ့်မယ်လို့မထင်ထားခဲ့ပါဘူး။သူ့အမပေါ်မှာနှစ်ပေါင်းများစွာဒီလိုပဲဆက်ဆံခဲ့တာလားဆိုပြီးစိတ်ပြက်လက်ပြက်နဲ့မေကွန်ထုတ်ပါတယ်။လူယုံမာကသူ့ဖုန်းထဲကအတော်ကြီးရဲ့အသားဖိုင်ကိုတက်သေးဖြစ်နေဖွင့်ပြလိုက်တာပါ။အတော်ကြီးကကျန်းရွက်နဲ့တမတ်ဖြစ်သူကိုအသနာခံတောင်းပန်နေပြီမဲ့ပြတ်သားစွာနဲ့ညှင်းခံလိုက်ရပါတယ်။ဒီကိစ္စတွေကိုရဲလက်ထဲကိုအပ်ပြီးဥပဒေတိုင်းဖြေရှင်းတင်တယ်လို့ကျန်းရွက်ကပြောလိုက်တာပါအတော်ကြီးနဲ့ကြောက်ရွံ့ရန်ကအပြန်လန်ဆွဆွဲနေခဲ့ကြပါပြီတောင်ဥက္ကဋ္ဌကြီးကကြောက်ရွံ့ရန်ရဲ့မကောင်းကြံခဲ့တဲ့တပ်ပုံတွေကိုထုတ်ပြလိုက်ပါတော့တယ်ဥက္ကဋ္ဌကျုပ်ကကြောက်ရွံ့ရန်ကိုသူမရဲ့ကျူးလွန်ခဲ့တဲ့မကောင်းမှုတွေနဲ့ပတ်သက်ပြီးတော့တပ်သေးတပ်ပုံတွေအားလုံးကိုတစ်ခုချင်းစီထုတ်ပြလိုက်ပါတယ်သူမကတပ်ပုံတွေကိုကြည်ရင်နဲ့ရှူကျုံမရအောင်ဝန်းနေခဲ့တာပါသူမကတမင်ကြံစီခဲ့တာမဟုတ်ဘဲနဲ့ချက်လုံးလုံးသာလုပ်ခဲ့ရတဲ့အမားတွေဖြစ်တယ်လို့မျက်ရည်တွေနဲ့တူဥက္ကဋ္ဌကျိုးစီမှာအသနာခံခဲ့ပါတယ်။ဒါပေမဲ့လည်းဥက္ကဋ္ဌကျိုးကတော့သူမကိုခွင့်မလွတ်ဖို့ပြတ်သားစွာနဲ့ဆုံးဖြတ်ခဲ့တာပေါ့။သူမရဲ့မကောင်းကြံမှုတွေကိုခံခဲ့ရတဲ့ကျန်းရွက်ဟာအခုတော့သူမအပြစ်ကင်းကြောင်းသက်သေပြနိုင်ခဲ့တာမလို့ကျေနပ်နေခဲ့တာပါ။အားချစ်ကငါတကယ့်ကိုလူကြီးမှားခဲ့တာပဲ။အဲဒီလိုပြောလိုက်ပါတယ်။
ကျန်ရွယ်ကငိုယိုနေတဲ့သူမရဲ့တောင်းပန်မှုတွေကိုပြက်ပြက်သားသားတုံ့ပြန်လိုက်ပါတယ်။သူမကဒီမင်းသမီးကလူကောင်းတစ်ယောက်ကိုဘယ်တော့မှမတော်တဆအပြစ်ပေးမှာမဟုတ်သလိုလူဆိုးတစ်ယောက်ကိုလည်းဘယ်တော့မှလွတ်ပေးမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ဆက်ပြီးတော့နေရာငါ့ကိုလှုပ်ကြံမှုစူးစမ်းရုံနဲ့မကဘူး။ကြိုးကြီးကိုပါထိခိုက်အောင်လုပ်ခဲ့တယ်။ဒါအောင်ငါခွင့်လို့ပေးရမှာလား။အဲ့လိုပြောလိုက်တာပေါ့။ဒီနောက်မှာတော့ဥက္ကဋ္ဌကျိုးကသူမကိုခေါ်သွားလိုက်တော့အတော်ကြီးနဲ့အတူရဲလက်ကိုအပ်လိုက်ဖို့အမိန့်ပေးလိုက်ပါတယ်။ကြောက်ရှူရန်ကသူမအမအတွက်တောင်းပန်ရင်ကယ်ပေးဖို့အကူအညီတောင်းပြီးမဲ့ဘာမှမထူးခဲ့တော့ပါဘူး။နောက်တနေ့မနက်မှာတော့ကျန်းရွယ်ဟာအဖြူရောင်သူတို့သမီးဝတ်စုံနဲ့အခန်းတစ်ခုထဲမှာထိုင်နေခဲ့ပါတယ်။ဒီချိန်မှာပဲသူမနဲ့အမြဲတမ်းရှိနေခဲ့တဲ့နှစ်သမီးလေးရောက်လာပါတော့တယ်။သူမရဲ့မူလဇလန်းကိုပြုပြင်ပြီးသွားတာကြောင့်ခင်မွန်ဖြစ်သူနဲ့အတူပျော်ရွှင်စရာတွေကိုခံစားဖို့ပြောလိုက်ပါတယ်။ကျန်းရွယ်ကပြုံးလိုက်ရင်းနဲ့အဲ့ဒါတော့သိကြတာပေါ့။ဒီလိုပြန်ပြောခဲ့ပါတယ်။မင်္ဂလာခမ်းမထဲမှာတော့မီးအောင်စုံနေနဲ့ခန်းနာနေခဲ့တာပါ။သူမကသားလေးရဲ့လက်ကိုဆွဲဝင်ပြီးရောက်လာခဲ့ပါတော့တယ်။ဧည့်သည်တွေကလက်ခုပ်တီးပြီးရင်းနဲ့သူမရဲ့လှပမှုတွေကိုဂုဏ်ပြုကြတာပါ။သားလေးကသူမကိုမော့ကြည့်ရင်းနဲ့မမေဒီနေ့မမေကကဘာပေါ်မှာအလှဆုံးပဲအဲ့လိုပြောလိုက်ပါတယ်။ခင်မကသူမရှိမှထူထောင်လိုက်ပြီးစိန်လက်စွပ်ဘူးကိုဖွင့်ပြလိုက်ပါတယ်။သူမပြောနေကြစကားတိုင်းမင်းသမီးလေးအခုကျွန်တော်ကိုလက်ထပ်ဖို့အစင်းနဲ့ဖြစ်ပြီလား။ဒီလိုမေးလိုက်တော့တာပေါ့။ဒါနဲ့သူမကလည်းဂုံယူဝင်ကြွားတဲ့အမူအရာနဲ့နေရတလောက်တောင်အသေးအတန်တောင်းဆိုနေမှာတော့ငါပဲမင်းသမီးပြီးညနေကပေးပြီးတော့လက်ခံလိုက်ပါမယ်။အဲ့လိုပြောလိုက်ပါတယ်။ခင်မဖြစ်တဲ့သူကသူမရဲ့လက်ကိုနှမ်းရှုပ်ပြီးတော့လက်ဆွတ်ဆုပ်ပေးလိုက်ပါတယ်။ပြီးရနောက်နှစ်ဦးသားချစ်ခင်စွာနမ်းလိုက်ကြပါတော့တယ်ရှင်။